ကဲကြည့်နေညီကိုတွေအားလုံးပဲ YG ပွဲလေးကလာပြီတဲ့အခုတော့နော်ပြန်တဲ့သွားပြီလေနော်ဟေ့ဟဲကက်လေးကတော့နော်ဟဲကက်လေးတော့ respect ပေးပြီးတော့ ban ထားလိုက်လို့မြင်ရတယ်ဗျဟဲကက်လေးတော့ respect ပေးပြီးတော့ ban ထားတော့မယ်ဗျာနော်ဒီကောင်တွေ ban တာမှားတာတော့မဟုတ်ဘူးမှန်တယ်နော် ban တင်တယ်နော် ban ရမယ် respect ထားရမယ် respect ထားလို့မရဘူးမြန်မာတွေက respect မင်းတို့ respect ထားလို့မရတဲ့ကောင်တွေမဟုတ်ဘူးဆိုတော့သိစေရမယ်နော်ကဲဘလတီနာလေးကလည်း ban သွားပြီဗျာနော်ဆိုတာလေးတော့ ban ထားလိုက်ပြီ YG နော်ကဲ YG WYG in the chat မြန်မာလန်လေးလွှင့်ထားလိုက်အောင်မြန်မာလန်လေးလွှင့်ပြီးတော့မှနော် WYG နော်မြန်မာလန်လေးလွှင့်ပြီးတော့ YG WYG in the chat လို့ WYG in the chat ကဲနော်မြန်မာ YG ပွဲလေးကတော့ပြန်ပြီးတော့စတင်နေပြီဆိုတဲ့အနေထားမှာကဲကြည့်နေတဲ့ညီကိုတွေအားလုံးပဲ comment လေးမှတ်ဘန်နေနေကွယ်နေသားရင် okay sorry ပါပဲ sorry bro sorry ကျွန်တော်နည်းနည်းလေးပေါ်တင်ဖို့လိုပါတယ်နော် cloud လေးတော့ပြန်ပြီးတော့ထုတ်လိုက်ပြီရောဟေး cloud လေးထုတ်ထားတဲ့ဟာလေးကတော့မစိုးဘူးနော် cloud လေးထုတ်ထားတာတော့မစိုးနော် cloud လေးတော့ထုတ်တာကဲမြန်မာလန်လေးလွှင့်ထားရင် YG နော် YG BG နဲ့ YG နဲ့ပေါ့နော်ဘန်ရန်ကုန်နဲ့ဘာမစ်ပဲကွာသွားတာပါအဲ့လေကဲကိုမိုင်ကလေးတဲ့သူတို့ဘာဖုန်းနဲ့ဆိုလဲဆိုဒီမှာသူတို့ကြော်ညာရဒီဖုန်းဒီတော့သူတို့ဘာဒီကဟို M7 MC ကိုစပွန်ဆာပေးတာဘာဖုန်းလဲဟမ် Realme 15 Pro တဲ့ဟဲ့ဟီရိုပစ်ကြီးကတော့တောက်နေနော်ရင်းလေးကတော့ယူဆောင်လေးတော့ပစ်သွားပြီကွာစတစ်ရဲ့ cloud လေးနဲ့အတူတူတော့ဟဲ့ Yazuki ကြည့်ရတာတော့ဟဲ့အောင်ဒီဘက်ကဟွာလေးကတော့ခရီးကဘာလဲ free ရဂိုးလေးထုံးမဲ့ပုံစံတော့မြင်တွေ့နေရတယ် brother တို့နော် YG တပတ်လူပါဘလို့တဲ့တူပဲ brother တို့နော် YG တပတ်လူပါ WYG in the chat ပဲဘလို့ WYG in the chat နော် YG တပတ်လူပဲ YG နိုင်ရမယ်နော် YG နိုင်ရမယ်ဘလို့ Color ပလီအိုး high law ကြိုက်တယ်ဟဲ့အောင် high law ကြိုက်တယ်နော် high law ကိုကြိုက်တယ်high law pick လေးတော့ကြိုက်တယ်ဘလို့ကိုမိုက်ကယ် H5G collection မှန်တယ်ကဲကြည့်နေတဲ့ညီကိုတွေအားလုံးပဲเนาะ comment လေးမှ subscribe လေးလုပ်ကြအောင်ဟဲ့ဒီကောင်လေးပါထပ်ပန်းမယ်ဒီဘက်ရီဆန်ရှင်းလေးတော့ ban တာရဟိုဘက်ကရီဆန်ရှင်းလေးတော့ respect banning တခုအနေနဲ့ ban ထားတယ်ဘွယ် brother တို့เนาะရီဆန်ရှင်းလေးတော့ရှင်းတယ်နိုင်မှာ bro နိုင်မှာမနိုင်လို့မရဘူး brother မနိုင်လို့မရဘူးနိုင်မှာမြန်မာနိုင်မှာမြန်မာနိုင်မှာရောက်နေမြန်မာမနိုင်လို့မရဘူးမြန်မာနိုင်မှာကဲသူနာပြုတ်ကိုပိုင်ခဲ့တာမင်းတို့အဲ့လိုတော့မလုပ်ပါနဲ့ဟာသူနာပြုတ်တော့မဟုတ်ပါဘူးမင်းတို့ကောင်တွေကကဲအေးကိုရေးကြည့်အောင်လုပ်မယ် YG လေးအောင်ဒီကောင်တွေဘာထပ်ဖမ်းမလဲမြန်မာဘက်ကဟီးရိုတွေဘာမပစ်ရသေးလဲမေ့တကောင်တော့လိုသေးတယ်သူရှင်းတော့မပေးဘူးကွာဒီကောင်တွေမေ့ကိုအရင်ပစ်သွားတာရနော်ဒီပွဲကတော့မင်းကဲမြန်မာလန်လေးလင့်တူပေးကြအောင်ဟေ့ YG လို့ရိုက်ပြီးတော့မြန်မာလန်လေးတွင့်ပေးကြအောင်ဆောင်းရဲတွေရေတွေခုံနေပြီရောက်နေဆောင်းရဲတွေရင်ခုံနေပြောတာတော့နော်ဒီဘက်ကဘာဘမ်းမလဲ Lunos ဘမ်းမလားဘာကောင်ဘမ်းမလဲမြန်မာနိုင်ငံမှာနေပြီးပြန်ကြိုက်အိမ်ကိုဟုတ်တယ်ဗျာလားနော်သူများခွေးရကြိုက်တာတဲ့အိမ်ခွေးရကြိုက်တာပိုနာတယ်ဗျနော်အိမ်ခွေးကြိုက်ရင်တော့မရိုက်တပ်လိုက်ရှင်လေးအရှင်အသေးလေးမွေးလာမှာနော်အိမ်ခွေးဆိုတာဒါအဲ့လိုပြန်ကြိုက်တဲ့ခွေးတွေကိုအဝိုင်းလဲနေရဘယ်မှာဝိုင်းလဲနေရတော့ကျွန်တော်ပြန်ကြည့်နေတော့ကြည့်လို့ရတယ် brother နော်
ကဲလိုက်လေးအသေးလေးနှိမ့်ပြီးတော့ brother ကျွန်တော်တို့အတူတူကြည့်ကြမယ် bro တို့နော် YG ကိုအတူတူအားပေးမယ် YG ဒုံYG YG ဒုံကဲ YG ဒုံပဲ bro တို့ကဲ YG ဒုံပဲ bro တို့နော် YG ဒုံYG ဒုံYGမဟုတ်ကရီးကပစ်လို့ရတယ်ကရီးပစ်လို့ရတယ်ကလောက်နဲ့ကရီးဆိုရင်ကရီးကလောက်ကတာအောင်တာတယ် brother ပေးလိုက်ကလောက်နဲ့ကရီးလဲတာတန်တယ်ဂိမ်းမနိုင်လူရင်းထိုးမလားတဲ့အေးကြီးတဲ့မှန်တယ်ရောက်ဂိမ်းမနိုင်လူရင်းထိုးရအောင်ဘာပစ်သွားလဲ Trizla Nolan ဟဲ့ Trizla Nolan ဒီဘက်ကပစ်လေးရတယ်လှတော့လှတယ်ဟိုဘက်က Fredrin လေးတော့ပစ်သွားတယ် Fredrin နဲ့မင်းလဲကိုဘာလေးပစ်မယ်လူးနိုလေးပစ်မှာလားလောင်ရီတော့ဒီကောင်လေးပစ်မခံဘူးရောက်လောင်ရီတော့ပစ်မခံအောင်နော်လူးနိုလေးပစ်မှာလားအေးအမာရေးပဲဟိုဘက်ကလည်းမင်းမာတယ်ဟာဒါပေမဲ့တော့ရောက်ဟေးပတဲကတော့အများကြီးမှာပဲပြဿနာဘာလဲဆိုကလီရာကိုကြောက်ရမယ်โอเคကင်မီလေးပစ်သွားတယ်ရောက်ကင်မီလေးပစ်သွားတယ်နော်ကဲမြန်မာအားလုံးပဲမြန်မာအလံလေးလွှင့်ထည့်ပေးကြပါဦးမြန်မာအားလုံးပဲမြန်မာကဲမြန်မာဟဲ့ကဲမြန်မာဟဲ့အားလုံးပဲမြန်မာကဲမြန်မာအားလုံးတို့မြ potential ဟိုဘက်ကပုံများနေပါနော် live rating ကိုအားလုံးတို့မြ potential ဟိုဘက်ကပုံများတယ်နော်အားလေးတွေလည်းကြည့်ပေးရမယ် brother တို့နော်အဲ့ဒါလေးကမကြည့်ပေးလို့တော့မရဘူး brother တို့နော်ကဲဒီပွဲတော့နိုင်အောင်နိုင်ပြီကဲကြည့်နေညီကိုတွေအားလုံးပဲဘာတော့လို့ဂိမ်းအောင်မစသေးဘူးမင်းတို့ error တက်နေပြီဟာဂိမ်းအောင်မစသေးဘူး error တက်နေပြီလို့ဘယ်သူ error တက်တာလဲတော့မသိဘူးရဘယ်ဘက်က error တက်လဲတော့မသိဘူးနော်ဂိမ်းအောင်မစသေးဘူး error တက်နေပြီဟာ error တက်တဲ့ပွဲဆိုတော့ဟေးမြန်မာအသင်းကနိုင်တက်တယ်နော်မြန်မာဘက်က error တက်နေတာဟေးYG YG 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 ကဲ YG ပဲအားလုံးပဲ YG ပဲအားလုံး YG YG ကဲ YG တူတူအားပေးကြမယ် brother ကဲပွဲလေးကတော့စလာပြီဆိုတဲ့အနေထားမှာကဲနော်ပွဲလေးကတော့စလာပြီ brother တို့ရေကဲပွဲလေးကတော့စနေပြီကဲဘလင်လေး damage လေးကတော့နောက်ငယ်ပြီးတော့ပေးထားသေးတယ်နော်ပေါ်လေးမှာတော့ကလင်လေးကတော့မေးဟိအောင်ဟီတူမီလေးကတော့ပြစ်တယ်ရောက်ဟိ YV လေးတော့မေးဒီဘွဲမှာဟွာလေးနဲ့တော့ထိရမယ်နော်ကဲဖရီယာဂိုးလေးတော့နော်ကလောက်လေးကတော့အားလီမှာတော့ကလောက်ကတော့အနေငယ်တော့
ကိုမိုက်ကဲကမဟုတ်ရင်လမ်းဘေးကတရောင်းသားကြနေတာပဲတဲ့ခွက်ကိုဒီဟာမင်းတို့ကလည်းကွာโอเคလေကင်းညံတော့ကိုရီဘက်ကတာဖို့ရှိတယ်နော်အားလီမှာတော့ဖိဖိစီစီလေးစော့နိုင်တော့ပိုကောင်းမယ်ကကြည့်နေညီကိုရီအားလုံးပဲ comment လေးမှတ်နော် subscribe လုပ်ရင် subscribe လေးလုပ်ပေးကြပါဦးဗျာကျေးဇူးအများကြီးတင်ပါတယ်နော် YG ပွဲတွေနေတိုင်းပြမဟဲ့သူနာပြုတ်ကြနေရပဲဟာဟုတ်တယ်ကဲလေလေးမှာတော့ဘတ်တယ်လေးအနေငယ်တော့ဆိုင်နေတဲ့နေထားတော့ရှိတယ်တာတယ်လေးကပေါ်ဖို့အတွက်ကတော့18စက္ကန့်ပဲလိုတဲ့တော့အစီအတဲ့နေထားမှာတော့ကလောက်လေးကတော့ပေါ်လေးမှာအဖိခံနေရတာလေးတော့မြင်တွေ့ရတယ်ဗျာနော်ဒါပေမဲ့ late game မှာတော့မျိုးပုံပြောင်းလဲသွားနိုင်တယ် crowd လေးက purify နဲ့ထွက်လာတာလေးတခုတော့ကြိုက်တယ်ဗျနီနိုလေးကိုတော့သွေးတော့ရင်းလေးကတော့နီနိုလေးကိုသွေးတော့ရှော့ပေးထားတယ်ဖန်လေးတော့နော် LTD ဘိုင်ပေးပြီးတော့မှနှောက်ထားတယ်ဆိုပေမဲ့ AD ကတော့အများကြီးနော်တစ်ချက်ဝါတယ်ဗျာတဲ့ line ကြောင် brother ကျွန်တော်တောင်းပန်တယ်နော် line ကတကယ်မကောင်းတာပါ line တကယ်မကောင်းလို့ပါနီနိုလေးတော့ထုကျင်နေပြီနော်တစ်ချက်ဝါတာ line ကြောင်မှာ brother တို့ကြီးကျွန်တော် line ကိုအကြီးဆုံးတော့လှုပ်ထားတာပဲ brother ဒီမှာတော့ HD နဲ့ကျွန်တော် share လုပ်ပေးထားတာဒါပေမဲ့ line မကောင်းတာပါဗျာ okay YG ဘက်ကဖိနေပြီဒါပေမဲ့တယောက်ရင်ဆုံးအနေနဲ့တော့နှခါကြီးကတော့ရင်ဆုံးပြတ်သွားပြီဆိုတဲ့နေထားမှာနော်ဘလင်းမှာထပ်ပြီးတော့ပြတ်တော့မှာလားဒီဘက်က free ရိုက်နေပြီ3កောင်တော့မှပေးလိုက်ရတယ်ပြတာတယ်ပါပေးလိုက်ရတဲ့အတွက်ကြောင့်လို့ဒီဘတ်တရီကတော့အစပိုင်းမှာတော့တော်တော်ကြီးကိုနှိမ့်သွားပြီဗျာနော် free လေးကဘတ်တယ်လာဆိုင်ပေးတာတွေတကယ်ကောင်းတယ် blue ဘက်လေးပါပြန်ပြီးတော့ထပ်ပေးရတော့မယ်အနေထားရှိတယ်ဗျာဝါတယ်နော်ဝါတော့ကျွန်တော်ဒီမှာကြည့်တာတော့ကြည်ပါတယ် brother နော်ကျွန်တော်လည်းတခြားဖုန်းတစ်လုံးနဲ့ကြည့်တာတော့ကြည် brother တို့နည်းနည်းဟွာလေးကိုလေ HD ကို180လောက်ထားပြီးတော့ကြည့်ပါလားနော်တခြား80လောက်ဆိုတော့ကြည်မယ်ထင်တယ်နော်မကျွန်တော်ကြည့်တယ်ဗျ brother တို့နော်180လောက်တစ်ချက်ထားပြီးကြည့်ပေးပါကဲအားလုံးအလဲလေးမှာဘတ်တရီထပ်ပြီးတော့ဖြစ်သွားဆိုတဲ့နေထားမှာတော့ဘလင်းထပ်ပြီးတော့ပေးလိုက်ရပြန်ပြီဟီရိုကတော့4-0တော့ဖြစ်သွားပြီတိတ်တော့အဆင်းတော့မပြေတော့ကလောက်လေးကိုတော့လာပြီးတော့ခန်းကျင်နေကြပြီဗျာနော်ခလျာလေးတော့ပြန်လို့ရပြီနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ okay free ရပါပြန်ပြီးတော့ရလိုက်တယ်ဆိုနေမှာတန်သွားပြီဘတ်တယ်လေးကဆိုးတော့မဆိုးဘတ်တယ်လိုက်တော့စိုင်းနေတော့ကလောက်ပါဒီကရာဇူကီလေးပါတက်ပြီးတော့ရလိုက်အောင်လားရလိုက်တော့ရှယ်တန်သွားမယ်ဆိုတော့နေထားမှာဆိုတော့ရတော့မရလိုက်ဘူးရာဇူကီလေးကိုရသွားတော့ရှယ်တန်သွားမှာဗျာနော်ပြန်တော့ချနိုင်သေးတယ်ဗျာနော်တိတ်ပြီးတော့တားနှိမ့်နိုင်တော့မဟုတ်ဘူးကွာသားတို့နော်အဆင်ပြေသေးတယ်ကောင်းတယ်ဗျာနော်ဘတ်တယ်တစ်ပေါက်ကအများကြီးတွေပြောင်းလဲတွေဖြစ်သွားနိုင်တယ်ဆိုတဲ့နေထားမှာကောင်းတယ်ကလောက်လေးကတော့ K လေးရသွားပြီဗျာနော်ဟိုဘက်ကပရိယလေးကတော့1111ဆိုပြီးတော့ပါနော် 1K 1 dot 1 asset နေတဲ့ကလောက်ကတော့ 1K 0 dot နဲ့1 asset ကလေးတော့ရထားတယ်ဒီဘက်ကနီနိုရဲ့ damage လေးကတော့များတယ်ဗျဆူနာမီစလန်တက်ပေးပြီးတော့ပါကြီး manipulation နဲ့တန်းကိုဖြတ်တာဗျာဟန်ကတော့မေးဒီဘက်မှာဟန်ကတော့တော်တော်ကြီးပြော့နေပြီဗျာနော်ပြော့နေပြီတေမောက်ထားတာ2ခေါက်လောက်ဖြစ်သွားပြီဆိုတော့တော်တော်ပြော့နေပြီနောက်တော့ blue bat လေးပါထပ်ပြီးတော့ပေးလိုက်ရပြီလား blue bat ပါပေးလိုက်ရတယ်လို့ထင်နေဗျာနော်ဒီဘက်မှာဘလင်းမှာထပ်ပြီးတော့ပြတ်အောင်မလားဘလင်းမှာထပ်တော့ပြတ်မသွားဘူးဘလင်းလေးကပြတ်သွားငကားပါလာပြီးတော့ဘတ်တယ်တော့စိုင်းနေပြီငကားဘတ်တယ်စိုင်းမလားစိုင်းမှုတော့ကျိုးကလောက်လေးပါဆင်းလာမလားကလောက်တော့ဆင်းလာမှာမဆင်းလာဘူးယေဇူကီရေအရင်ဆုံးပြတ်သွားပြီရှော့ why out ပါဖြစ်သွားပြီเนาะ sorry နဲ့ why out တော့ဖြစ်သွားပြီဝိုင်းရအပြဆိုပြတင်တာနေပြီလေဝိုင်းရအပြမဟုတ်ဘူးဝိုင်းရဒီအခုကဝိုင်းရအနီဘက်ရောက်သွားပြီဝိုင်းရအနီဘက်ဒီဘက်ချမ်းဖြစ်သွားပြီကဲနှုတ်ရတဲ့ 3K တော့ကွာသွားပြီဆိုတော့နေထားမှာတော့ဝိုင်းကြီးဘာဆက်လုံးမှာလဲကေးတွေကတော့ပေးလိုက်ရပြီ line ကြီးကျနေတယ်ဟေး line ကြီးကျနေတယ်ဘာဖြစ်တာတော့line လေးကလာကျနေတယ် line လေးကလာရက်နေတယ် brother တို့ sorry ပါလာလဲနေတယ်နော်ဝိုင်းကလာလဲပြနေတယ်ဝိုင်းလာလဲပြနေတယ်ဘလင်းကဖြတ်ဖို့တော့ကြိုးစားနေပြီဒါပေမဲ့ဖြတ်လို့ရမှာလားဖြတ်လို့ရမယ်နေထားလေးတော့မရှိဘူးတော့မစိုးပါဘူးเนาะပုံမှန်လေးပဲသွားရင်တော့အစင်တော့ပြေးနိုင်တယ်ဆိုတော့နေထားမှာတော့ထပ်တော့ရှိတယ်ပေါ်လိမ့်မှာတော့နောက်တော့เนาะ9မိနစ်မှာ 4K တော့ကွာသွားပြီဆိုတော့နေထားမှာတော့ကလောက်ကိုကန်းကျင်နေတယ်ကလောက်ကိုစတစ်ကိုပါခဲပြီးတော့ purify မရှိတဲ့အချိန်မှာတော့စတစ်ရှင်းမှာတက်ပြီးတော့ပြတ်သွားပြန်ပြီ
တော်တော်ကြီးတော့ပေကြီးကတော်တော်ကြီးတော့စားနေပြီဗျတော်တော်ကြီးတော့နှိမ့်နေပြီဘာတွေဆက်လုပ်ရမှာလဲနှိမ့်နေပြီဆိုတဲ့အနေထားမှာ YG ဘာတွေထပ်လုပ်အောင်မှာလဲ Hero K ကလည်းနော်12-3ဆိုတဲ့အနေထားမှာတော့ Hero K ကလည်း10កောင်လောက်9កောင်လောက်တော့ကွာနေပြီအဲ့ကြီးကတော်တော်ပျော့သွားပြီဗျာနော် Hyper 2កောင်ရဲ့ level ကွာချမှုကလည်း2ဆင့်လောက်တော့ဖြစ်သွားပြီပစ်ကလေးတွေကတော့နင်းငယ်ဒုက္ခတော့များနေကလစ်ထပ်ပြီးတော့ဖြတ်ဖို့ကြိုးစားမဖြတ်လို့ရပါလားနောက်ကနေလိုက်တယ်ဖရီယာဂိုးလေးရရှယ်ကောင်းနေတာဟဲ့အောင်ကြီးနော်ဖရီယာဂိုးလေးနဲ့ကျမှဆူနာမီစလန်နေတဲ့ထပ်ခေါ်ရနောက်မှာတော့ယူဆောင်ထပ်တော့ပိုင်းမကြိုးစားယူဆောင်မှာပြတ်သွားမှာလားယူဆောင်မှာပြတ်မသွားသေးဘူးနော်လဲရပေးထားတော်တော်ကြီးကိုနေမိုင်းကနေစော့နေရတယ်ဗျာနောက်ဝတွေက 8K လောက်တော့ကွာနေပြီဆိုတော့ PPCC ပြန်စော့ဖို့တော်တော်ခတ်သွားပြီဗျာစတစ်ကလည်း2ခေါက်လောက်တော့မှောက်ထားတယ်ဆိုရင်နေထားမှာဖရီယာဂိုးလိန်ကတော်တော်လှုပ်သွားတယ်လို့ပြောလို့ရတယ်ဗျာနော်ဖရီယာဂိုးလိန်ကတော်တော်ကြီးကိုလှုပ်နေတယ်ဖရီယာဂိုးလိန်လေးကတော့တော်တော်ကြီးကိုလှုပ်နေတယ်ဗျာနော်ဖရီယာကြီးကတကယ်ကောင်းတယ်ဖရီယာကြီးလောက်သွားကြတယ် brother တွေနော် YG တော့ကတော့ဒီဘက်မှာတော်တော်လေးတော့အန်နေတော့များနေပြီဘာကြီးပြန်ပြီးတော့ချနိုင်ပါလားလောတော့နော်ပေါ်ဖို့အတွက်တော့2မိနစ်လောက်တော့လိုတယ်ဆိုတဲ့နေထားမှာတော့ဆက်ပြီးတော့ဘာကြီးလှုပ်အောင်မှလဲအများကြီးတော့လှုပ်လို့မရဘူး YG ရေဆက်လှုပ်လိုက်ပါ YG ရေနော်တောင်းထားအေးဆေးပဲနော်လက်ကိန်းထိသွားလို့ရတယ်အဲလက်ကလေးကတော့နော်ဟောအဲလက်က record တွေလာပြနေတာနော် record တွေတော့ပြနေတယ်YG ဘက်ကနေပြီးတော့လှုပ်ဆရာကြီးတော့အများကြီးလှုပ်ဖို့တော့လိုနေပြီနော်ဖရီယာရဲ့ damage တော်တော်နာနေတာဗျာနော်ဖရီယာရဲ့ damage တော်တော်နာနေတယ်ဆိုတဲ့အနေထားပါ4 man တော့မိသွားတယ်နေဆိုတော့နောက်2ယောက်တော့ပြတ်သွားပြီချန်တဲ့ကောင်တွေလွတ်သွားတယ်ဆိုပေမဲ့ဖလစ်ကာပနဒီဇုံနဲ့တော့ရောက်ရေး2 man မိသွားတယ်ဟဲ့အောင်ရေးနော်နီနိုကြီးကကောင်းလိုက်တာကွာနီနိုကြီးကလာကောင်းပြနေတယ်ဟဲ့အောင်ကြီးတကယ်ကောင်းတာကွာနောက်တော့လော်လေးကတော့ပေါ်ဖို့တော့15စက္ကန့်ပဲလိုတော့နေထားမှာဆိုတော့လော်လေးကိုတော့ဒီကရှေ့ကနေအများကြီးပိတ်ထားဆိုတော့မှအိုင်တန်တွေကတော့ကလောက်ကတော့ဒီမွန်ဟန်တာ golden strike လေးထွက်သွားပြီးတော့နောက်ထပ် winter ဒီကောင်ဟိုထည့်နေတာဝင်းချန်လေးတော့ထည့်နေတယ်ပေါ့နော်ဝင်းချန်လေးထည့်နေတယ်ထပ်ပြီးတော့ဘာကြီးဆက်လုပ်ပြမလဲပေါ့နော်အများကြီးတော့လုပ်ပြလို့တော့မရသေးပြန်ဘူးလော်လေးကတော့အောက်မှာပဲအေးစစ်လေးပဲယူသွားပြီဗျတကယ်ပဲကောင်းနေပြီပွဲတွေကဘလို့ဆက်လုပ်မှလဲဘာတွေဆက်ဖြစ်သွားမှလဲเนาะမြန်မာအသင်းဘက်ကတော့ဒါအိနှိမ့်ပြီးတော့ဆော့နေရတယ်ဒါနဲ့နှိမ့်နဲ့ဆော့နေရတယ်ဆိုတော့နေထားမှာဆိုရင်တော့လွဲတော့မလွဲတော့ဘူးဗျာเนาะဒါအိတော်တော်ကြီးနောက်ကလည်း 30k 73လောက်တော့ကွာနေပြီဘလို့လောက်ကြမလဲเนาะဖလစ်ကာကလောက်ပြတ်သွားရင်တော့เนาะ penalty zone flicker ကလည်းရှိသေးတယ်ဆိုတော့နေထားမှာဘာတွေဆက်လုပ်ကြမလဲတကောင်လေးတော့ပါသွားပြီပါလာလူကဘယ်သူဖြစ်နေလဲ Gloria ဘက်ဝေးလေးနဲ့တော့ပြန်တော့ပတ်ထားတယ်ဟိုဟာထဲမှာတာဝါထဲမှာတယောက်ကြီးကပြန်ပြတ်သွားတယ်ဆိုတဲ့နေထားမှာကလောက်ကိုပဲဒီတော့ပိုင်းဝင်လို့တယောက်ပြတ်သွားပြီ penalty zone နဲ့နောက်ထပ်2ယောက်ထပ်ချလိုက်ပြီဆိုတဲ့နေထားမှာဒီကအေးစလေး defense နိုင်နဲ့
နောက်ကောင်တော့ထက်တော့ကြာသွားပြီဒီဘက်ကတောင်းမှမကြောက်စနဲ့တန်သွားပြီအဲ့မှာနောက်ဝလေးတွေပြန်ပြီးတော့မှရနိုင်ပြီပြန်တော့ဖတ်သွားရမယ်ဆိုတဲ့နေထားမှာဆိုရင်တော့စင်တော့ပြည်သေးတယ်ဟိုကောင်တွေတအားတိုးလာလို့တော့မရသေးဘူး brother တို့နော်ပြန်တော့ချဖို့ကနောက်ဝလေးရတော့နော်2000လောက်တော့ပြန်ပြီးတော့မှမြန်မာအသင်းဘက်ကိုတော့ပြန်ပြီးတော့ရောက်လာသွားပြီပြန်နော်မြန်မာတွေကတော့ပြန်ပြီးတော့ position လေးတော့ပြန်ပြီးတော့ဖိဖိစီးစီးလေးနဲ့ပြန်တော့ solve လို့တော့ရနေပြီတိုးချင်တိုင်းတိုးလို့မရတော့ကလောက်လေးကလည်း item လေးတွေကတော့နော် winter crown လေးပဲထွက်ပြီးတော့အခု Croatian side လေးပါကလောက်လေးကထပ်တော့သွားနေပြီ KMI ကလည်း item 2ချောင်းတော့ထွက်နေပြီနော်ဆိုတဲ့နေထားမှာတော့ဒီဘက်က free ရတော့ item စုံတော့မယ်ဗျ free ရအောင် item စုံတော့မယ်ဆိုတဲ့နေထားမှာတော်တော်ကြီးတော့ကောင်းနေပြီတော့နော်ချိန်တွေအများကြီးပဲ share အလုပ်တွေလုပ်နေတဲ့ဒီနေထားမှာနော် YG လေးကတော့ချန်ပီယံအိုးပေးတော့နော်ချန်ပီယံဖြစ်တယ်ချန်ပီယံလောင်းနေဆိုတာနော်ရှေ့ကိုတလန်းတိုးဖို့အတွက်နောက်ကိုရှေ့ကို10လန်းတိုးဖို့အတွက်နောက်ကိုတလန်းဆုပ်ထားတာ brother တို့နော်အေးစေးဆုပ်လို့ရတယ်ဒီကောင်ကြီးရဲ့ရှီလေးကိုကြောက်ရတယ်ဗျာနော်အဲ့ရှီရဲ့ draft နဲ့ဆိုရင်အေးကြီးကတော်တော်ချမ်းတာလေးတော့မြင်ရတယ်ဗျာကဲကြည့်နေတဲ့ညီကိုတွေအားလုံးပဲမြန်မာအသင်းနိုင်ပါစေအားလုံးပဲကဲတပတ်လူဝိုင်းကြီးလေးတွေမှန်သွားကြပါအောင်ဗျာနော်ပလက်တီဇုံလေးတော့ရောက်ရင်ဟိုဘက်ကနီနိုလေးကစောင့်နေတယ်ပလက်တီဇုံခင်းတော့ခင်းကျင်နေတာလေးတော့မြင်တွေ့ရပလက်တီဇုံလွဲပါကလောက်ထမ်းပြီးတော့ damage ကြားထဲမှာတယောက်တကောင်တက်ပြတ်သွားပြီဆိုတော့နောက်မှာလည်း manipulation တွေတော့ပေးထားနောက်မှာ user dragon form 3နဲ့ဆိုမှနောက်တော့တို့မြန်မာအသင်းဘက်က2ယောက်တော့ကြာသွားပြီ3ယောက်နဲ့တော့ defend အောင်မယ်တက်ပြီးတော့တန်းတော့တတ်တော့မယ်ဆိုတော့အနေထားတော့ရှိတယ်တန်းတက်ဖို့တော့ကြိုးစားမှာလားကလောက်လည်း edit တော့မရှိနေတာမြန်မာအသင်းခရစ်နှစ်ကောင်ကတော့ tower ထဲဝင်လာနေဆိုတဲ့အနေထားမှာဒီကောင် tower only ရိုက်ဖို့တော့ကြိုးစားမယ် tower only တော့ရိုက်လို့ရမှာမဟုတ်သေးဘူးပြန်ပြီးတော့မှဟန်လေးကလည်းပြန်တော့ထွက်အောင်မယ်လော်လေးကိုပဲသွားပြီးတော့ force ချလိုက်တာအေးဘက်ကနေတော့လော်လေးကိုပဲသွား force ဖို့တော့အခြေအနေရှိတယ်ဗျာလော်လေးကတော့ပေးလိုက်ရပြန်နော်လော်လေးနောက်ထပ် second လော်လေးတော့ defend ဖို့တော့ရှီအောင်ပါမယ်တော့ပါYVE ကတော်တော်အာရုံနောက်တယ်လို့ပြောလို့ရနော်အဲ့ YVE လေးကျွန်တော်ဘန်းသိချင်တာအမှန်တော့နော် YVE ကိုဘန်းအောင်ပြ YVE pick ကဆောင်းမ်းတာနေတယ်လော်လေးကတော့တက်လာအောင်မယ်ကွာလော်လေးကတော့တက်လာအောင်မယ်နေထားရှိတယ်လော်လေးကထပ်တက်ပြီးတော့ defend ရအောင်မယ်စအရင်ဆုံးဘသူကြီးကိုခေါ်သွားတာလဲကလိုရီယာဘဝေးတော့မပေးလိုက်ရသေးပဲနော်ခေါ်သွားတာโอเคနီလိုလေးတော့ပေးတော့ပြကလောက်လေးပါထပ်တော့ဖြတ်သွားပြီနောက်ထပ်နှစ်ကောင်တော့ချန်နေသေးတယ်ဆိုနေမှာ tower only ရိုက်တော့မလား tower only ရိုက်ဖို့တော့ကြိုးစားနေဆိုမှာ tower only ရိုက်သွားပြီနဲ့ဘယ်အေးရတော့နိုင်ရရှိသွားပြီပဲဖြစ်ပါတယ် Oh my god